ရှာရရဲ့အမြတ်ဒီအလုံးဇာလီစောပါနိုင်ငံရေးပေါင်ကျင်းမှစိုက်ပေါင်ကျင်းဖို့ဆိုရဲစကားပိုင်အမုံတရာပေါင်ကျင်းဖို့ဆိုကေမိတ္တကရုဏာပေါင်ခြေဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုမှာ Outpost ရာတော့ဒေါက်တာအရှင်ဓမ္မသမီမင်္ဂလာထားရဲ surprise factor and emotional reaction ဆိုရဲ bronchane ရှောက်ကိုတိုက်ခိုက်တဲ့စိတ်တုံ့ပြန်မှုဆိုစောကိုပြန်မနာမျှဝေရှောင်ပါတယ်ကျွန်တော်တို့ရဲ့စိတ်သဘောတဘာဝအထက်မှာ surprise factor and emotional reaction ဆိုစောရှိပါတယ် bronchane ရှောက်ကိုတိုက်ခိုက်တဲ့စိတ်တုံ့ပြန်မှုလို့ဆိုပါတယ် negative emotion ကအကောင်းကြီးအတွေ့ကိုလည်း negative ဖန်အောင် proud လေးစီရဲပိုင်းအမရောင်ကိုလည်း negative ဖန်အောင် proud လေးနိုင်ပါရဲ့လေဇာကြောရလောက်ဒီအကောင်းရလေဆိုကြီးအကောအရွန်တခြားက surprise factor လို့ခေါ်ပါတယ်ရှောက်ကိုတိုက်ခိုက်တဲ့ပုံစံပါရိုဒရာဖရိုင်လာရဲ့အခါမမျော်လင့်ပေးနဲ့တွေးတဲ့အခါစီစိတ်လို့ခေါ်တဲ့ conscious mind ကအလိုက်မိဘနာလန်လောက်စောမျိုးပါလန်လောက်ရဲ့အတွက်မသိစိတ် second set mind နဲ့တုံးပြန်စောအရေးပေါ်အခင်းနေမှာသုံးရအာမျိုးကိုမသိစိတ်ကသုံးပြီးကတုံးပြန်လိုက်စောမျိုးပါယေစုနဲ့ negative emotion management မှာ this surprise factor ကိုနေနိုင်သမျှနေအောင်လုပ်ရပါရလို့မိန့်ထားပါတယ် surprise factor ကိုထိန်းချုပ်နိုင်လာတဲ့အခါဥပမာလူတယောက်ကကိုယ့်ကိုဆေးရဆိုပါပြီအော်သူစိတ်ထဲမှာဒုက္ခရောက်နေရမလားရဲ့ဆိုပြီးကမရွန်တဲ့တွေးတဲ့လာဖို့ပါဒီပိုင်းသတိနဲ့မရွန်တဲ့တွေးတဲ့ရအခါသူဤဒေါသကကိုဒေါသမဖိုက်လာစေနိုင်ပါလေဖိုင်မလာတဲ့အပရောသူဤဒေါသကိုအကောင်ပူပြီးကကိုကသူ့ကိုကရုဏာစိတ်ဖိုက်လိုက်တဲ့အတွက်ဒီနေရာမှာကိုကရုဏာကကုသိုလ်စိတ်ဖိုက်ပါရလို့မိန့်ထားပါတယ်အကုသိုလ်ကိုအကောင်ပူပြီးကကုသိုလ်ဖိုက်နိုင်လိုက်စောပါဒီရှောင်းက negative emotion ကို transform လုပ်နိုင်လိုက်စောပါဒီပိုင်းလုံးနိုင်လိုက်တယ်ဆိုကေ the positive emotion နဲ့ negative emotion ကညီမျှလာတဲ့ balance ဖိုက်လာပါတယ်ဒီရှောင်းကို balance emotion လို့ခေါ်ပါတယ်ဒီ balance emotion ကိုဥပိ္ပခာလို့ခေါ်ပါတယ်လေကျွန်တော်တို့နားလည်ထားတယ်ဥပိ္ပခာတော့မဟုတ်ပါညတော့အပရောကျွန်တော်တို့နားလည်ထားတဲ့ဥပိ္ပခာကကြောခိုင်းရလျိုင်းလျူရှုစောကိုပါ emotion management နဲ့ Brahmasutra labor ထဲမှာသုံးတယ်ဥပိ္ပခာကကြခဲ့ positive emotion ကလည်းကိုတုံလုံးအောင်မလုံးနိုင်ရအနေအထား negative emotion ကလည်းကိုစိတ်ကိုတုံလုံးအောင်မလုံးနိုင်ရအနေအထားမျိုးကိုဝေဆိုပါဒီအနေအထားကို stable Friday balance Friday လို့ခေါ်ပါရဲ့လေဝန္တာသောတဲ့နေရာမှာဝန္တာရဂရုဏာဖရာဖို့နေရာမှာဂရုဏာ Friday တနေ့အပရံပရာဖို့ဆိုကေဝန္တာရနေရာမျိုးမှာ Android price ရလောဘစိတ်မဝန်းပြန်တနော်ရဖို့နေရာမျိုးမှာသူဤ Android price ရဒေါသစိတ်မဖိုင်းနိုင်ပါရလေ negative reaction မရှိဘဲ balance file လာဆို stable file လာဆိုကိုရာဥပိ္ပခာလို့နားလည်ဖို့ဆရာတော်ကြီးကမိန့်ထားပါတယ်ဒီအကောင့်ရကဂရုဏာအတိစိတ်နဲ့စိတ်ခံစားမှု temporary နေလမ်းများဆိုတဲ့စာအုပ်ထဲကဖိုက်ပါတယ်ကျွန်တော်တို့အတွန်းဆရာတော်ကြီးမင်္ဂလာထားစော်ဒီကမရောကောင်းမရောနေနိုင်ပါတယ်သို့တော့ကျွန်တော်တို့တဖိရှိ frame price လေးကျွန်းယူလို့ရပါတယ်ကျွန်တော်တို့ present negative ဘယ်ဝန်းကျော်မှာစိတ်တိုးစရာဒီဒေါသ price စရာဒီကောင်ကျွန်တော်တို့ဒီဆို sprite factor လက်ခနဲ့တုံးပြန်တဲ့စိတ်က auto ရှင်းနေပါတယ်ဒီစိတ်ကောင်းနေတာအမုံတရော်ဒီနောက်သားတရော်ဒီညစော fright တဲ့ radical ခဲ့ပါရယ်တစ်ခါမဟုတ်တစ်ခါလူတိုင်းကလုံဖို့ခဲ့ပါလိမ့်မယ်နိုင်ငံရေးပေါင်ခြေမှစိုက်ပေါင်ကျင်းဖို့ဆိုတဲ့စကားပိုင်းအမုံတရာပေါင်ကျင်းဖို့ဆိုပြီးမေတ္တာကရုဏာပေါင်ခြေဖို့လိုအပ်ပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်